MC များဖြင့်ဆောင်ရွက်ပြီးမဲ့ညီငယ်ညီမငယ်များတော့ PCC Training Center မှာမွေးထုတ်ထားပြီးလက်ရှိမှာ PCC Blooms နဲ့လက်တွဲဆောင်ရွက်နေကြတဲ့ Talents MC လေးများပဲဖြစ်ပါတယ်။အခမ်းအနားအစီအစဉ်များကိုကျွန်တော်တို့အလှည့်ကျဆောင်ရွက်ကြမှာဖြစ်တဲ့အတွက်အခုလက်ရှိစတင်မဲ့အစီအစဉ်များကိုကျွန်တော်နဲ့အတူညီမငယ် Theory နိုင်မှစတင်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ညီမကြီးဒီနေ့မိတ်ဆက်ပွဲပြုလုပ်တဲ့ဒီအချစ်နဲ့ကင်မရာဆိုတဲ့ရုပ်သံဇာတ်လမ်းတွေမှာထူးခြားချက်တွေပါတယ်လို့ကိုကြားတာပဲဟုတ်တာပေါ့ကိုရဲ့မြမရုပ်သံစီးရီးတွေထဲမှာအဓိက main character အနေနဲ့နိုင်ငံသားတရုပ်ဆောင်တွေပါတာဒါပထမဆုံးပဲလေဟိုထိုင်းတရုပ်ဆောင်တွေပါဝင်အားဖြည့်ထားရဲဆိုတဲ့ဇာတ်လမ်းတွေမှာလားဟုတ်တာပေါ့ main character က3နေရာမှာထိုင်းတရုပ်ဆောင်တွေက2နေရာပါဝင်ထားတဲ့3ဝိဆိုင်အခြေဆက်နေလို့ပြောရဲကိုနိုင်ငံတရုတ်ဆောင်နေနဲ့ဆိုတော့နိုင်ငံဆိုင်နဲ့ကြည့်ရတော့မှထင်တယ်။ဒါရင်ပဲကောင်းတယ်အကိုရဲ့။ရိုက်ကူးထားတဲ့နေရာတွေဆိုရင်လည်းပေါ့နော်။မြန်မာနိုင်ငံရှမ်းပြည်အရှေ့မြောက်ပိုင်းကျိုင်းတုံဒေသရဲ့အထင်ကရနေရာတွေပြင်ထိုင်းနိုင်ငံချင်းမိုင်တို့ရဲ့အလှအမှားတွေကတော်ဝါကြီးခန်းစားရမယ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။တရုတ်ဆောင်တွေကလည်း2နိုင်ငံတရုတ်ဆောင်တွေရိုက်ကွင်းရိုက်ကွက်တွေကလည်း2နိုင်ငံလုံးမှာရိုက်ကွင်းရိုက်ကွက်နေရာတွေယူထားတယ်။ဒါရင်ပဲကမလဲအကိုကြားတာရှိသေးတယ်။ဘဝတောင်တဘဝမဟုတ်ဘူးနှစ်ဘဝတရုပ်ဆောင်နေဆိုလားဟုတ်တာပေါ့ Proland Company Limited ဆိုတာက PCC Arts and Media School ပြီးတော့တက်အောင်လင်း Arts and Media Production PCC Blooms Talent Agency နဲ့ Ace Post Production Studio တို့ပေါင်းစပ်ထားတဲ့ company ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါ PCC Arts and Media School ဟာဆိုရင်
ပြည်သူ့တင်တဲ့တွေတရုတ်ဆောင်တင်တဲ့တွေပါဝင် Arts and Media ကဏ္ဍပေါင်းစုံအတွက်ဖွင့်လှစ်တင်ကြားပေးတဲ့တင်တဲ့ကျောင်းတစ်ခုလည်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့တထားလို့ပါဆိုရင်လည်း PC Arts and Media School ကနေပြီးတော့မွေးထုတ်ပေးထားတဲ့ MC တွေပဲဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ဒီနေ့မိတ်ဆက်ပွဲပြုလုပ်တဲ့အချစ်နဲ့ခင်မရက်ရုပ်တံဇာတ်လမ်းတွဲမှာလည်း PCC အနေနဲ့တောင်ကြီးမြို့မှာဖွင့်လှစ်ပြီးတရုတ်ဆောင်တင်နန်းတွေပြုလုပ်ခဲ့တဲ့တဲကနေပြီးတော့တရုတ်ဆောင်လေးတွေအများကြီးပဲပါဝင်အားဖြည့်ထားကြတာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါထအောင်လင်း Awesome Media Production ဆိုတာကတော့အထွေထူးမိတ်ဆက်ပေးဖို့လိုမယ်မထင်ပါဘူးဒီကနေ့မိတ်ဆက်ပွဲပြုလုပ်တဲ့အချင်းနဲ့ခင်ရက်ရုပ်တံဇာတ်လမ်းတွေကိုထုတ်လုပ်တဲ့ production ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါ PC Bronx Talent Agency အားဆိုရင် MC ပြည်သူ့စားတဲ့တင်ဆက်သူတွေကြောင်ညာကဏ္ဍရုပ်ရှင်ရိုက်ကူးရေးကဏ္ဍပေါင်းစုံအတွက်အသုံးပြုလို့ရမယ်တရုတ်ဆောင်တွေကိုလေ့ကျင့်စူးစီးပေးထားတဲ့ agency တစ်ခုလည်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါ PCC Blooms က talent နေအနေနဲ့ဆိုရင်ဒီခမ်းမအတွင်းမှာလည်းဒီဘက်ဘယ်ကျမ်းမှာဆိုရင်လည်းအများကြီးရောက်ရှိနေပါတယ်ပြီးတော့ PCC Talents တွေရဲ့ထူးခြားတဲ့ fashion show တစ်ခုကိုလည်းမကြာခင်မှာကြည့်ရဖို့ရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီ PCC Blooms Talents Agency အနေနဲ့ပေါ့နော်ရိုက်ကူးရေးကဏ္ဍဘောင်းစုံအတွက်အကယ်၍များတရုတ်ဆောင်နေ MC တွေ presenter တွေလိုအပ်တယ်ဆိုရင်လူကြီးမင်းတို့အားလုံးတိုင်းအသုံးပြုလို့ရတယ်ဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါကြပါရစေတင်နန်းပေးတာတွေရောရိုက်ကူးထုတ်လုပ်တာတွေရော talent agency ရော post production ရောပေါင်းလိုက်မယ်ဆိုရင် Proland Company Limited ဆိုတာ arts and media အပိုင်းမှာ A to Z service ပေးနေတဲ့ company ဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့မိတ်ဆက်ပေးကြပါမယ်ကဲတို့ဒီကြော်ညာကဏ္ဍတွေပြောတာအတော်ကြာနေပြီဆိုတော့အစီအစဉ်လေးစားလိုက်ကြအောင်ဟုတ်ကဲ့ပါကိုရေအခုပထမဆုံးစီစဉ်နေနဲ့ PC Arts and Media School နဲ့ထပ်အောင်လင်းထုတ်လို့ရတော့ရဲ့အတိုင်ပင်ခံ honorable person ဖြစ်တဲ့ Academy ဒေါ်ဆွေတင်ထိုင် Annie Grace အားအမှာစကားပြောကြားပေးပါရန်လေးစားစွာပန်ကြားပါရရှင်မင်္ဂလာပါရှင်ဒါလေးကကျမရဲ့အိမ်မက်ပေါ့လွန်ခဲ့တဲ့10နှစ်လောက်ထဲကတငယ်ချင်းတယောက်ကပြောတဲ့ cross border experiment ရုပ်ရှင်ရိုက်ပါမြန်မာနဲ့ထိုင်းဂျာမာရိုက်ပါလို့ပြောပါတယ်အဲ့ဒီဟာကိုကျမစိတ်ကူးရင်လာခဲ့တာကြာပြီပေါ့နောက်ဒီက PCC ကကလေးတွေနဲ့တွေ့တဲ့အခါမှာသူတို့ PCC ကို form လုပ်မယ်ဆိုတဲ့အချိန်မှာကျမ one stop service ဆိုတဲ့ concept တစ်ခုကိုပေးခဲ့ပါတယ်ဒီလိုနည်းအားဖြင့်မရိုက်ခင်ကနေပြီးတော့မှရိုက်ပြီးသွားတဲ့အထိ service ကို circuit အကုန်ပေါ့နော် 100% အပြည့်ရတဲ့ဟာမျိုးကိုစိတ်ကူးရင်ခဲ့ပူပါတယ်အခုဒီကားကလေးဟာဒီထိုင်းနဲ့မြန်မာရဲ့ experimental cross border production ဖြစ်ပါတယ်ကျမစိတ်ထဲမှာဘာလို့ချင်းမိုင်ကိုစိတ်ဝင်စားလဲဆိုတော့ချင်းမိုင်ဟာတစ်ချိန်ကြာလို့ရှိရင်မြန်မာရုပ်ရှင်သမားတွေအတွက် hub တစ်ခုservice ပေးနိုင်တဲ့နေရာတနေရာဖြစ်နိုင်တယ်လို့ culture ချင်းလဲတူတယ်ရာသီဥတုချင်းလဲတူတယ်ပြီးတော့သူတို့အလုံးမဲ့ resource ပေါ့နော် human resource တွေလည်းရှိတယ်အဲ့ဒါကြောင့်မလို့မျှော်လင့်ပါတယ်ဒီကားလေးကိုရိုက်ကူးတဲ့နေရာမှာမေးပါတယ်မင်းသားကဘယ်သူလဲတဲ့ဗမာပြည်မှာမင်းသားမပါလို့ရှင်ရောင်းလို့မရဘူးလေဒါပေမဲ့ကျမပြောတယ်မင်းသားကမပါဘူးလို့ကျမမင်းသမီးကြီးပဲရိုက်တဲ့ကားကိုလှုပ်ချင်တာလို့နော်ဒီလိုအတွက်ကိုကျမရဲ့စိတ်ကူးတွေကိုကျမရဲ့မျှော်လင့်ချက်တွေကိုဖြစ်မြောက်အောင်ကူညီပေးခဲ့တဲ့PCC ကလေးတွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျမရဲ့သားသမီးတွေလိုပဲဖြစ်ပါတယ်ကျမတို့ဒီကားလေးဟာစမ်းသပ်တီထွင်ပြီးတော့ရိုက်တဲ့ experiment series လေးဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကနေတော့မှဒီ series ကိုအားပေးပေးပါလို့မေတ္တာရက်ခံချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ယခုလိုမှစကားပြောကြားပေးသွားပါတော့ PCC Arts and Media School နဲ့ထပ်အောင်လင်းထုတ်လုပ်ရေးတို့ရဲ့အတိုင်ပင်ခံ honorable person ဖြစ်တဲ့ Academy ဒေါ်ဆွေစင်ထိုင် Andy Grace အားထူပင်ကျေးဇူးတင်ရှိပါရရှင်ဟုတ်ကဲ့ပါ Andy Grace ရဲ့အမှာစကားတွေမှာဆိုရင်လေသူ့ရဲ့စိတ်ကူးအိမ်မက်တွေကိုအကောင့်ထဲပေါ်ခွင့်ရတဲ့အတွက်အရန်ကိုဝမ်းသာပီတိဖြစ်နေတာကိုတွေ့ရပါတယ်နောက်ထပ်အစီအစဉ်လေးစပောင်းညီမကြီးကဲပါနောက်ထပ်စီစဉ်လေးကတော့ရှမ်းပြည်နယ်အရှေ့ပိုင်းဂုံရှမ်းရိုးရာဝတ်စားဆင်ရင်မှုဒီဇိုင်းများကိုတင်ဆက်ပေးသွားမယ့် fashion show အစီအစဉ်လေးပဲဖြစ်ပါရရှင်ဂုံရှမ်းလူမျိုးတွေရဲ့ရိုးရာဝတ်စုံဒီဇိုင်းတွေကိုဒီနေ့မိတ်ဆက်ပွဲပြုလုပ်မယ်အချစ်နဲ့ခေမရက်ဇလန်းတွဲထဲမှာဇက်ဝင်ကန်းအဖြစ်ပါဝင်အသုံးပြုခဲ့တဲ့ဝတ်စုံဒီဇိုင်းတွေပဲဖြစ်ပါတယ်ဟုတ်ပါရဲ့ကိုရေဒီနေ့ fashion show မှာဝတ်ဆင်ပြသမယ့်ဂုံရှမ်းရိုးရာဝတ်စုံတွေကိုထုတ်လုပ်ဖန်တီးပေးခဲ့တဲ့သူကတော့ကျိုင်းတုံမျိုးနဲ့က
fashion designer ကိုကျော်ရဲမြင့်အောင်ပဲဖြစ်ပါတယ်ဒီ fashion show မှာတင်ဆက်မဲ့ talent တွေရာဆိုရင်လည်း PCC blog ကနေပြီးတော့မွေးထုတ်ပေးထားတဲ့ talent တွေပဲဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါဒါဆိုရင်ဂုံရှမ်းလူမျိုးတွေရဲ့ရိုးရာဝတ်စုံဒီဇိုင်းတွေနဲ့ PCC Balloons မှ talents တွေရဲ့ပေါင်းစပ်တင်ဆက်မှုကိုဧည့်သည်တော်များနဲ့အတူရှုစားလိုက်ကြအောင်လားဗျာ Yeah.
အဲ့ဒါလိုများခင်ဗျာအဲ့ဒါလိုများအားလုံးရဲ့လက်ခုပ်နဲ့တူ PCC ဘလုံးရဲ့တဲလန့်တွေကိုဂုဏ်ပြုချီးမြှင့်လိုက်ရအောင်လားခင်ဗျာ ဟုတ်ကဲ့ပါဒီအစီအစဉ်လေးပြီးပြီဆိုရင်တော့နောက်ထပ်အစီအစဉ်ရအချင်းနဲ့ခေမန် CV ဖြစ်မြောက်ရေးအတွက်အဓိကကူညီပံ့ပိုးပေးကြသူတွေနဲ့ event sponsor တွေကိုအမှတ်တရပန်းစည်းလက်ဆောင်ပေးရသွားမယ့်အစီအစဉ်ပဲဖြစ်ပါတယ်။ဥဆောင်အမှတ်တရပန်းစည်းလက်ဆောင်ပေးရဖို့အတွက် Forum Company Limited ရဲ့ Founder and Director တဦးဖြစ်တဲ့မတ်စုမွန်ထွေကိုလေးစားစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ရှင်။ အခုပထမဆုံးအနေနဲ့ပန်းစည်းလက်ခံရယူပေးပါရန် PCC Arts and Media School နဲ့ထက်အောင်လင်းထုတ်လို့ရတော့ရဲ့အတိုင်ပင်ခံ Honorable Person ဖြစ်တဲ့ Academy George Sweden Thai Any Grace အားဒေသစွာဖိတ်ခေါ်ပါရရှင် ဂျာဂူရီကနာ post production အထိပါအကောင်းဆုံးလမ်းညွှန်ပေးခဲ့တဲ့ honorary person တူဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါအခုလိုပန်းစည်းလက်ခံပေးပါတော့ Academy George Sweden Thai Any Grace အားထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင် ဆက်လက်ပြီးတော့ဒီနေ့ press show ခန်းတော့ပြည်ပြင်းပြင်းပေါ်ထွက်လာအောင်စီစဉ်ပေးတဲ့ event organizer တဦးလည်းဖြစ် PR specialist တဦးလည်းဖြစ်တဲ့ဆရာဦးကျော်စိုးဝင်းကိုတန်းစီလက်ခံပေးဖို့အတွက်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင် ဒီကနေ့ press show အခမ်းအနားကိုတက်ရောက်လာကြတဲ့တရုတ်ဆောင်မင်းသားမင်းကြီးတို့အတွက်ဝတ်ဆောင်စီစဉ်ပေးပါတော့ Forever One Stop Wedding Service Manager လက်ထိုင်မိသားအားလေးစားစွာဖိတ်ခေါ်ပါတယ်ခင်ဗျာ ဂုံရှမ်းရိုးရာဝတ်စုံများကိုချုပ်လုပ်ပေးပါတော့ဒီဇိုင်နာကိုကျော်ရဲမြင့်အောင်ကိုသာကိုညံလင်းထွန်းမှအမှတ်တရပန်းစည်းလက်ခံပေးပါရန်လေးစားစွာပန်ကြားပါရရှင် အလှပဆုံးဖြစ်အောင်ပြင်ဆင်ပေးခဲ့တဲ့ makeup artist တူပဲဖြစ်ပါတယ်ခင်ဗျာ ဒီနေ့ press show ခန်းတော့အောင်မြင်စွာကျင်းပနိုင်မှုအတွက်နေရာထိုင်ခင်းနဲ့အစားအသောက်တွေပါအဆင်ပြေစွာစီစဉ်ဆောင်ရွက်ပေးသွားတဲ့ Luxury Vintage Yacht Hotel မှာ General Manager မဟယ်လန်ကိုသာ Assistant Sales Manager မဆိုးမြတ်မို့ကိုပန်းစည်းလက်ခံရယူပေးဖို့အတွက်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင် โอเคပါအခုစီစဉ်ကတော့ PCC Balloons ကတိုင်လန်တွေရဲ့ fashion show တော့နောက်တစ်ချိန်ပြန်ပြီးတော့ပြသမယ့်စီစဉ်ပဲဖြစ်ပါတယ်ခင်ဗျာ ฉันวันเริ่มตอนไหนไม่รู้มันเกิดขึ้นเมื่อไหรรู้อีกทีใจตอนนี้ก็มีแต่เธอผู้เดียวมันอยากรู้เนี่ยชิคกูกูก็มีได้รู้ได้เลยแต่ชิงใจชิดเจ้าเนี่ยยิ่งใจยิ่งจับบุ้มเลยดิโลบาเบ้แต่กวยบุได้รู้ด้วยได้เลยบอกว่ามาอยู่แล้วเอาชิคกูกูก็มีผู้เดียวตั้งแต่วันนั้นเป็นเธอแค่คนเดียวที่ทำให้ฉันไม่มีใครมาข้องเกี่ยวรักที่ให้เธอจะไม่มีวันจางหายไม่ยอมจีลมหายาบาบุกว่าฉันสนิทกันมาปาลาลูบาเบลาหนึ่งอับฉันนายมาเล็บยอคือเธอลองถามฉันดูรักเธอมาเท่าไรก็แค่ทั้งใจฉันมีแค่เธอในปีได้ชิมยาเนนาเลมูได้จ้ะเพราะว่ามาดังมูทาบาเม เห็นแววตาคู่นั้นก็ทำให้ใจเต้นแรงรู้สึกเขินๆตอนมองจะทำให้ใจฉันหวั่นเริ่มตอนไหนไม่
ပါလက်ခုပ်တိုင်ကိုင်းတူအားပေးလိုက်ရအောင်ခင်ဗျာ အချစ်ကိုကိုယ်ွယ်မိတဲ့လူတိုင်းလေတချင်ချင်းအချစ်ကြောင့် โอเคပါတော့နောက်တဲ့စီစဉ်ကတော့ကျေးဇူးတင်စကားပြောကြမယ့်စီစဉ်ဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျေးဇူးတင်စကားပြောကြပေးနိုင်ပါရဲ့ Proland Company Limited ရဲ့ Founder and Director တဦးဖြစ်ထောက်အောင်လင်း Production ရဲ့ထုတ်လုပ်သူတဦးဖြစ်တဲ့ကိုအောင်ကျော်မိုးကိုကျေးဇူးတင်စကားပြောကြပေးနိုင်ပါရဲ့လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ ဒီဘွဲကိုလာတက်ရောက်ပြီးတဲ့ဒီလူမြညာရှင်နဲ့ကျွန်တော်ညီကိုမောင်နှမတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီဘွဲကိုအစားဆုံးအနေနဲ့ကျွန်တော်ကိုတင် जा ပြသပေးတဲ့ English ပြီးတော့ဒီကားအတွေ့အကြုံနဲ့ကျွန်တော်ရှေ့ဆက်ပြီးတော့တွားရမယ့်စိတ်နေတပေါ်ထားတွေပေါ့နော်အဲ့ဒါကိုတင် जा ပြသပေးတဲ့ဆရာကိုကျော်စောဝင်းရဲ့ဆရာဦးတင်ကျော်ရဲ့ကျေးဇူးများတင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီကားလေးကိုယူယူမိုင်းနဲ့လုပ်ခဲ့တာပေါ့နော်ဒါကျွန်တော်အမြဲပြောတဲ့စကားလေးပါ anyways ပြောတဲ့ချိန်မှာကျွန်တော်အရန်လုပ်ချင်တော့ကျွန်တော်ရဲ့အိမ်မက်တွေလည်းကျွန်တော်ဖန်တီးခဲ့တာပါအဲ့အတွက်လည်းကျွန်တော်ဟိုအများကြီးအစသတ်ရရပံ့ပိုးပေးခဲ့ကျွန်တော်ရဲ့ညီကိုမောင်နှမနဲ့ကျွန်တော်ရဲ့ဆွေမျိုးတွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်အခုဒီကားနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်သွားမယ့်ဟာလေးရှိပါတယ်ကျွန်တော် idea အသစ်နဲ့ကျွန်တော်စူးစမ်းပြီးကျွန်တော်လုပ်နေပါတယ်အဲ့အတွက်လည်းကျွန်တော်ရှေ့ဆက်ပြီးတော့ကျွန်တော်လုပ်ဖို့ရှိပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်မတရားပန်းစီလက်ဆောင်ပေးရဖို့အတွက် Proland Company Limited ရဲ့ Founder and Director တဦးဖြစ်တဲ့မခင်ချမ်းမြေဝေကိုလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်ကျွန်တော်တို့အချင်းနဲ့ခင်မရရုပ်သံ series အခုလိုအောင်မြင်ပေါ်ထွက်လာဖို့အတွက်ပံ့ပိုးပေးခဲ့တာပဲဖြစ်ပါတယ် ဒူဝင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီး Hayplay application မှာတောင်းရရှိသူတူဖြစ်တဲ့မတ်ချိုတွေကိုပန်းစည်းလက်ခံရယူပေးဖို့အတွက်လေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်အဓိက main character တနေရာကနေပါဝင်အဖြစ်ပေးခဲ့တဲ့ထိုင်းနိုင်ငံမှာတရုတ်ဆောင် Miss Kitchener Natana Ram ခေါ် Nomnan ကိုပန်းစည်းလက်ခံရယူပေးပါရန်စင်မြင့်ထက်သူလေးစောက်စောက်ဖြစ်ခေါ်ပါပါရှင်နုံနမ်းမှာဆိုရင်အချင်းနဲ့ခင်မရရုပ်သံဇာတ်လမ်းတွေထဲမှာ Tomboy ပုံစံနဲ့သုံးပွင့်ဆိုင်ချစ်ဇာတ်လမ်းကိုပုံမသရုပ်ပေါ်လာအောင်စူးစမ်းအားထုတ်ခဲ့သူဖြစ်ပါတယ်ခုလိုမတ်တရပန်းစည်းလက်ဆောင်ကိုလက်ခံရယူပေးပါတော့ထိုင်းနိုင်ငံမှာတရုတ်ဆောင် Miss Kitchener Natara Ram ခေါ် Nomnan ကိုထုပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးအချင်းနဲ့ခင်မရရုပ်သံဇာတ်လမ်းတွေမှာအဓိက main character တနေရာကနေပါဝင်အဖြစ်ပေးခဲ့တဲ့ထိုင်းနိုင်ငံမှာနောက်ထပ်တရုတ်ဆောင်တဦးဖြစ်တဲ့ Miss Patra နဲ့ Papai ခေါ်မိမိကိုပန်းစည်းလက်ခံရယူပေးဖို့အတွက်စင်မြင့်ပေါ်သူလေးစားစွာဖိတ်ခေါ်ပါရရှင်မိမိဟာဆိုရင်အချင်းနဲ့ခင်မရရုပ်သံဇာတ်လမ်းတွေထဲမှာမြန်မာမာလီ Cherry ကိုနှစ်သက်တဲ့ graphic designer ထိုင်းမာလီတယောက်အနေနဲ့ပြည်ပြင်းစွာတရုတ်ဆောင်ထားသူဖြစ်ပါတယ်မတရားပန်းစီလက်ဆောင်လက်ခံရယူပြီးတဲ့ထိုင်းနိုင်ငံမှာတရုတ်ဆောင် Miss Patra နဲ့ Papai ခေါ်မိမိကိုထုပင်ကျေးဇူးတင်ရှိပါတယ်ရှင်အချင်းနဲ့ခင်မရဇာတ်လမ်းတွေရဲ့ show time ပြဖို့အစီအစဉ်အမတန်နီးကပ်လာပါပြီ show time ရဲ့အစီအစဉ်မတိုင်ခင်မှာကျွန်တော်တို့အနေနဲ့အမတ်တရကျေးဇူးတင်စကားအမတ်တရစကားပြောကြားပေးဖို့အတွက်ကျွန်တော်တို့အစီအစဉ်လေးတစ်ခုရှိပါတယ်တက်ရောက်လာကြတဲ့ဧည့်သည်တော်များကိုအမတ်တရစကားပြောကြားပေးဖို့အတွက်ထိုင်းနိုင်ငံမှာတရုတ်ဆောင်နှစ်ဦးဖြစ်တဲ့နုံနမ်နဲ့မိမိကိုစင်မြင့်မော်ကိုကြောက်ပြီးပါရင်လေးစားစွာပန်ကြားပေးခေါ်ပါတယ်ค่ะก็ก่อนอื่นนะคะก็ต้องขอบคุณทางทีมผู้จัดนะคะทางมัชชาแล้วก็สามีมัชชานะคะแล้วก็ทางผู้จัดทุกๆคนเลยแล้วก็อันติเกรสนะคะค่ะที่ให้โอกาสมี่นะคะได้มา
แสดงซีรีส์เรื่องนี้ค่ะก็ถ้าไม่มีทางผู้จัดนะคะก็คงไม่ได้มายืนตรงเนี้ยค่ะค่ะแล้วก็ตั้งแต่วันแรกนะคะที่ได้รับเล่นก็รู้สึกว่าเป็นเราจริงๆหรอ เราจะได้มาประเทศอื่นแล้วก็ต้องพยายามเตรียมตัวเองค่ะว่าเราต้องทำยังไงบ้างต้องทำการบ้านต้องอ่านบทต้องศึกษาอะไรบ้างค่ะแล้วก็ตั้งแต่นะคะมาที่ประเทศเมียนมาครั้งแรกปรับตัวยากมากค่ะแต่ก็พยายามที่จะทำให้ได้ค่ะพยายามแสดงผลงานพยายามแอคทีฟตัวเองค่ะให้ตัวเองทำได้ทุกอย่างทานได้ทุกอย่างต้องอยู่ให้ได้ต้องทำให้ได้แล้วก็บวกกับมีพี่คนไทยนะคะพี่หนอนน้ำแล้วก็เพื่อนๆที่คอยให้กำลังใจแล้วก็คอยให้ความช่วยเหลืออยู่ตลอดค่ะค่ะก็ณตอนนี้นะคะจนถึงตั้งแต่วันแรกจนถึงวันนี้ก็รู้สึกปลื้มใจมากเลยค่ะแล้วก็คิดว่าตัวเองพยายามเต็มที่ทำเต็มที่แล้วตอนนี้ก็ไม่รู้สึกเสียใจเลยค่ะค่ะต้องขอบคุณทุกคนจริงๆนะคะที่ให้ความช่วยเหลือก็ฝากติดตามผลงานมิมี่ด้วยนะคะมีภัทรนันท์ค่ะขอบคุณค่ะค่ะสวัสดีค่ะนอนน้ำค่ะนักแสดงมาจากประเทศไทยค่ะก็เหมือนกันเลยค่ะก่อนอื่นก็ขอบคุณทีมงานทุกคนค่ะขอบคุณอันติเกตขอบคุณทุกๆคนเลยค่ะทุกคนดูแลเป็นอย่างดีมากๆค่ะก็รู้สึกดีใจมากๆเลยค่ะที่ได้เล่นเรื่องนี้ค่ะจนถึงตอนนี้ก็คือเป็นความรู้สึกที่ไม่สามารถอธิบายได้เลยแต่มันคือความสุขจริงๆค่ะแล้วก็ดีใจที่ทุกคนดูแลพวกเราเป็นอย่างดีแล้วก็ดีใจในวันนี้ที่เราประสบความสำเร็จแล้วก็ก้าวผ่านมาได้ด้วยกันทุกๆคนเลยค่ะทั้งทีมงานนักแสดงแล้วก็รวมถึงทุกคนเพื่อนๆแล้วก็เบื้องหลังทุกคนเลยค่ะอยากให้ทุกคนติดตามซีรีส์เรื่องนี้จริงๆค่ะเพราะว่าพวกเราทุ่มเททุกอย่างจริงๆไม่ว่าจะเป็นเบื้องหน้าหรือว่าเบื้องหลังค่ะก็ยังไงก็ขอฝากไว้ด้วยนะคะรวมถึงเป็นกำลังใจให้กันด้วยนะคะค่ะขอบคุณค่ะ ဒီအချက်နဲ့ခေမရက်ဇလန်တွေရဲ့အဓိကပန်နီရှင်ဖြစ်တဲ့ဒါရိုက်တာကိုကျော်တင်စံညွန်းနဲ့ပတ်မိုးပေးတဲ့မဖြိုးတင်စာကျော်တရုတ်ဆောင်များတွေကမှာရှုံးမြတ်ချင်းဆိုင်းဝေမျိုးတော်ဟိန်းတုတနဲ့ဂျူဂျူနိုဗန်ထွန်းတို့ကိုစင်မြင့်မော်ကိုကြွရောက်ပါရင်လေးစားစွာဖိတ်ခေါ်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီလိုဇလန်တွေရိုက်ကူးတဲ့နေရာမှာဘာပြောအစမှအဆုံးတိုင်အမှတ်တရတွေအများကြီးရှိမယ်လို့ယုံကြည်ပါတယ်အဲ့အတွက်ကြောင့်ကိုအမှတ်တရစကားပဲဖြစ်ဖြစ်ဒီကားနဲ့ပတ်သက်ပြီးတော့တွေ့ကြုံခဲ့ရတဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ်ပြောကြားပေးပါရင်လေးစားစွာဖိတ်ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါဗျဒီကားပေါ့နော်ကျွန်တော်ဒီ Town Lane Production နေပြီးတော့ဒီခေါင်းကြုံမောနေပြီးတော့ကျွန်တော်ဒီကားကိုရိုက်ဖို့ပြောတယ်ပေါ့နော်ကျွန်တော်ကလည်းဟိုစတဲ့ဟာဟိုဒီလိုမျိုး romance တွေပါရိုက်ချင်တာအဲတော့ကျွန်တော်ဒီကားကိုဒီဇညောဖက်လိုက်တဲ့အချိန်မှာအရန်ကြိုက်တဲ့အတွက်ဒီကားကိုလက်ခံဖြစ်တယ်ပေါ့နော်ဒီကားမှာအရန်ထူးခြားတဲ့ဟိုဖြစ်ပျက်တွေရှိတယ်ဒီကားမှာလည်းကျွန်တော်တော်တော်ကိုကြိုးစားနေတော့ရိုက်ကူးထားတယ်ပေါ့နော်ဒါပေမဲ့ဟိုလိုအပ်ချက်တွေတော့ရှိတာပေါ့ဆိုတော့ကျွန်တော်အဓိကပြောချင်တာကတော့ဒီကားကိုဟိုကျွန်တော်ရက်ခွင့်ပေးခဲ့ဒီ Town Lane Production ကိုကျွန်တော်မို့ကျွန်တော်ကျေးဇူးတင်တယ်နောက်တစ်ခုကဒီ PTC ကဒီတာဝန်ရှိတဲ့အကုန်လုံးလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ပြီးတော့ဒီနေမကောင်းတဲ့ဒါပါနော်ကျွန်တော်လိုက်ပြီးတော့အားပေးရပါချင်းမိုင်ရောကျိုင်းတုံးမှာလိုက်အားပေး Andy Grace ကိုလည်းကျွန်တော်ဒီကနေကျေးဇူးတင်ပါတယ်ပြီးတော့ဒီကောင်းမှာပါဝင်တဲ့တရုတ်ဆောင်တွေပေါ့နော်တရုတ်ဆောင်အကုန်လုံးလည်းကျွန်တော်ဒီကနေကျေးဇူးတင်ပါတယ်ပြီးတော့ဒီကားရဲ့ဒီ sister writer ကျွန်တော်တော်တော်လေးပံ့ပိုးပေးတယ်ပြီးတော့နောက်ဆက်ဖွဲ့တွေဒီဦးတယောက်ချင်းစီအကုန်လုံးဒီကားနဲ့ပတ်သက်သမျှသူအကုန်လုံးကျေးဇူးတင်ပါတယ်ဗျဟုတ်လက်ခုပ်များပြည့်ချင်းမြင်ကုန်ပြုပေးကြပါအောင်ခင်ဗျာဟုတ်ကဲ့ပါအချက်နဲ့ကင်မရာဇလန်တွေရဲ့ဇညွန်ရေးပေးခဲ့တဲ့မဖြိုးတင်စာကျော်အနေနဲ့လည်းအမတ်တရားစကားလေးပြောပြပါအောင်ခင်ဗျာ
ဟုတ်ကဲ့မင်္ဂလာပါရှင်ဖြိုးတင်စာကျော်ပါဒီဇလန်လေးကိုတော့ဒီထအောင်လေး production ရပါတော့အကိုတို့ကနေပြီးတော့ညီမလေးတို့ဇလန်လေးတစ်ပုတ်ရအောင်ပေါ့နော်ဒီခီးသွားဇလန်လေးရိုက်ချင်တယ်ပြီးတော့ကျိုင်းတုံနဲ့ချင်းမိုင်ကိုဆက်နေတဲ့ဟာလေးရိုက်ချင်တယ်ဆိုတော့လေပြီးတော့အဲ့ဟာကြတော့ဒီမောင်နှမတွေဇလန်စဉ်းစားကြတယ်အဲ့ချိန်မှာဟိုခဲလက်လေးရိုက်ချင်တယ်ပေါ့နော်ခဲလက်ကိုလို့ဖြစ်အောင်လုပ်မလဲပေါ့အဲ့တော့ story လေးတစ်ခုကို base လေးလုပ်ထားဘာဖြစ်လို့လဲဆိုတော့ research တွေကြည့်တဲ့အခါမှာကျိုင်းတုံမှာကဒီ software မျိုးတွေလည်းရှိနေတော့ပေါ့နော်ဒီဖြိုးကတမိုင်းကြောင်းနဲ့လည်းဇလန်းတွေတဲရတာကြိုက်တော့အဲ့လိုမျိုးလေးနဲ့တွားချင်တယ်ပေါ့နော်ဆိုပြီးတော့အကျိုင်းတုံနဲ့ချင်းမိုင်နဲ့အကြောင်းလေးတဲပြီးတော့location တွားကြည့်ခဲ့ကြရပေါ့နော်ဆိုရမယ်ဆိုဒီဇလန်းလေးရပုံလေးရှင်းပြချင်တာပါအဲ့တော့ပြောရမယ်ဆိုလို့ရှိရင် location တွားကြည့်တဲ့အချိန်မှာခံစားရလာတဲ့ပြီးတော့ပြောရမယ်ဆိုရင်အဲ့ဒီမျိုးအဲ့ဒီနေရာကပေးတဲ့ဇလန်းလေးတစ်ပုတ်ဖြစ်လာတာပေါ့နော်အဲ့တော့ဒီဇလန်းလေးကအားလုံးနဲ့ဟိုထပ်တူကြမယ်လို့ထင်တယ်ရိုက်ကူးပြီးစီးတဲ့အခါမှာလဲကိုကျော်ထင်သည်မထင်မှတ်ထားလာအောင်ပေါ့နော်ယောက်ျားလေးဖြစ်ပေမဲ့ Gallup ကိုပုံဖော်ပြီးတော့ရိုက်ကူးနိုင်တဲ့အရန်အော်ပါတယ်ဒီဇိုင်နာလေးကြည့်ပြီးတော့အရန်ပြောပါတယ်ရှင်ဟုတ်ကဲ့ပါရှင်တို့ကကြတော့အခုကအစ်စ်ပေါ့နော်ဒါရှင်တို့အတွက်လုံးဝပထမဆုံးခြေလှမ်းဖြစ်တဲ့အတွက်ကြောင့်အရန်လေးစိတ်လှုပ်ရှားတယ်ပြီးတော့အမှားတွေလုံးမိမှလည်းကြောက်တယ်ပေါ့နော်ဒါပေမဲ့လည်းဟိုဘေးကနေပြီးတော့ဟိုတစ်ခွဲသားလုံးကအကုန်လုံး supporting ပေးပြီးတော့ရှင်တို့အကောင်းဆုံးကူညီခဲ့ကြတယ်အဲ့ဒီရှင်ကကျေးဇူးလည်းအများကြီးတင်ပါတယ်ပြီးတော့ရှင်တို့ရဲ့ဒီချင်းတဲ့ camera ဇလန်တွေလေးကိုကြည့်ရှုဟိုစောင့်မျှော်ကြည့်ရှုပေးဖို့အတွက်ရှင်ကဖိတ်ခေါ်လိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ဒီဆိုင်ကောင်ခန်းဆိုတဲ့ဇက်ကောင်ကိုရုံကြည်နဲ့တာဝန်ပေးခဲ့တဲ့ PCC ရောထက်အောင်လင်း production ရောတာဝန်ရှိလူကြီးများအားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ပြီးတော့ Teacher Grace ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီအချင်းနဲ့ camera ဆိုတဲ့ဇလန်တွေထဲမှာပါဝင်တဲ့ဒီတရုပ်ဆောင်အားလုံးအကူကျော်ထင်ပြီးတော့ဒီဆက်အဖွဲ့များအားလုံးဒီတင်းတစ်ခုလုံးကိုကျေးဇူးထူးပင်တင်ရှိပါတယ်စောင့်မျှော်ကြည့်ရှုအားပေးကြပါလိုအပ်ချက်တွေအများကြီးရှိသေးအောင်မို့နောက်ထပ်ရှောက်လမ်းမဲ့နည်းပညာလမ်းကြောင်းပေါ်မှာအကောင်းဆုံးကြိုးစားသွားပါမယ်လို့ပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်အခုอ่ะပေါ့နော်ကျွန်တော်ရဲ့ပထမဆုံး on air ကိုတင်တဲ့ series လေးဖြစ်တယ်ပြီးတော့ဒီကျွန်တော်ဒီ PCC နဲ့လက်တွဲပြီးတော့ပေါ့နော်ဒီ PCC မှာတင်တဲ့တက်ခဲ့တယ်အဲ့ဒီကနေပြီးတော့ဒီထက်အောင်လေး production အောင်ပြီးတော့ဒီဟိုsecret ရေးပေးတဲ့ဆရာမရအောင်ပေါ့နော်ကျွန်တော်ဒီ character လေးပေါ့နော်ဒီထဲမှာပါတဲ့ထက်ဦး character လေးကိုရုံကြည်နဲ့ပေးခဲ့တဲ့အတွက်ကိုကျွန်တော်အများကြီးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာပြီးတော့ဒီကားလေးထဲမှာဟိုတွန်တင်ဆုံးမပြီးတော့ပေါ့နော်အားလုံးကိုတန်းတူညီတူဟိုရိုက်ကူးပေးတဲ့ဆရာကျော်ထင်ပြီးတော့ကျွန်တော်ရဲ့ဒီ PCC မှာနေ PCC တင်တန်းမှာနေမဟုတ်ဘူးဒီအခြားအပြင်ရပါတင်ဆရာမြင်ဆရာကြားဆရာအားလုံးကိုလည်းကျွန်တော်ဒီနေ့ကနေကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ခင်ဗျာကျွန်တော်ဒီကားလေးကကျွန်တော်တို့ရဲ့အသစ်ဆက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲမှာလိုအပ်ချက်တွေအများကြီးတော့ရှိမယ်ထင်ပါတယ်ခင်ဗျာကျွန်တော်ကိုယ်တိုင်လည်းပထမဆုံးကျွန်တော်ရဲ့ကားလေးကိုဒီ on air ပေါ်မှာကြည့်ရမယ်အတွက်ကြောင့်မလို့ရင်းနဲ့အရန်ခုန်နေတယ်ကိုလုံးနိုင်မှာမလားဆိုတဲ့စိတ်နဲ့ကျွန်တော်ကြည့်ချင်တယ်ပေါ့နော်ရင်းနဲ့ရန်ခုန်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့လေကျွန်တော်ကိုဒီကျွန်တော်ရဲ့ character လေးရောပေါ့နော်ဒီဇာတ်ကားလေးကိုအားပေးပြီးတော့ကြည့်ရှုပြီးတော့ဘာတွေလိုအပ်လဲဘာတွေလုပ်ဖို့လိုသေးလဲဆိုတာကိုကျွန်တော်တွန်တင်လို့ရပါတယ်ဆုံးမလို့ရပါတယ်ကျွန်တော်အဲ့ feedback လေးတွေကိုမျှော်ပြီးတော့ကျွန်တော်အကောင်းဆုံးလဲစူးစမ်းတော့ပါမယ်လို့အားလုံးကိုကတိပေးချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီ character လေးရရှိလာခဲ့ပုံကခုလိုစင်မမရဲ့နေရခြင်းက PCC family ရဲ့ဂျူရိုပေါ်ဂီးဆိုင်ပေးမှုအကြောင်းမှာအရင်ဦးဆုံး PCC family ကိုကျေးဇူးတင်ပါတယ်ပထမဦးဆုံးဂျူကိုလာဝန်းမေးဆိုတဲ့ character လေးကိုရွေးချယ်ပေးခဲ့တဲ့စံညွှန်းဖွဲ့သားရင်နဲ့ PCC မှာတာဝန်ရှိလူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အတစ်တယောက်အနေနဲ့ဒီကားရိုက်ခဲ့တဲ့အခါအတွင်းမှာလည်းပေါ့နော်ဆရာတခြားတင်ကြပြည့်တဲ့အတွက်ကျေးဇူးတင်ပါတယ်စောင့်မျှော်အားပေးကြပါအောင်လို့ဝေဖန်အကြံပြုနိုင်ပါတယ်လို့ပြောကြားလိုက်ပါရှင်ရုပ်သံဇလန်တွေထဲမှာဝိုင်းရင်တရုပ်ဆောင်တွေအနေနဲ့ပံ့ပိုးကူညီမှုကလည်းတစ်ဖက်တစ်လမ်းကနေအမတန်ရေးပါပါတယ်အဲ့အတွက်ကြောင့်ဒီဇာတ်ကားထဲမှာပါဝင်တရုပ်ဆောင်ပေးကြတဲ့အမေတော်ဆန်းဆန်းဝင်ဦးတန်းထိုင်မတ်ပဝအင်းနဲ့မတ်သိန်ကြီးမြင့်တို့ကိုစင်မြင့်ပေါ်ကိုလေးစားစွာဖိတ်ခေါ်ပါတယ်အမေကိုရုပ်ရှင်လောကနဲ့ဟက်ကွာပြီးမှဒီကားကိုဒုတိယမြောက်ရဲ့ကိုရခြင်းဖြစ်ပါတယ်အမေကိုခေါ်ပြီးတော့ထင်အောင်ရုပ်ရှင်ဒါရိုက်တာကိုထင်ကျော်သမီးလေးတွေကနေပြီးတော့ဒီဇာတ်ကားအတွက်ခေါ်
ခေါ်ပြီးရိုက်ကူးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဝင်လဲတာပါတယ်နောက်လဲဇကားတွေအများကြီးရိုက်နိုင်ပါစေအမေကိုလည်းခေါ်နိုင်ပါစေလို့တဘာဝကြနဲ့တောတောင်ရီမြေအလှပတွေအကုန်လုံးရိုက်ကူးထားပါတယ်အဲ့တော့ဒီကားလေးကိုထူးထူးဆန်းဆန်းလေးနဲ့မြင်ရမှာမို့လို့အားပေးပါလို့အမေကဖိတ်ခေါ်ပါတယ်အားလုံးကိုချစ်ခင်လေးစားပါတယ်ရှင်ကျွန်တော်ကဒီကားထဲမှာမင်းသမီးရဲ့အဖေနဲ့အားနေတရုပ်ဆောင်ပါမသိင်ကြီးကတော့ကျွန်တော်ရဲ့ဇနီးပေါ့ကျွန်တော်တို့နှစ်ယောက်ကမိသားစုပေါ်မှာချစ်ခင်တယ်သမီးလေးကိုသူ့ဘဝသူရပ်တည်နိုင်အောင်ယုံကြည်နိုင်အောင်စောင့်ရှောက်ပေးတယ်ဆိုတော့အချစ်လေးနဲ့ပဲကျွန်တော်တို့ကဖော်ကျူးပြီးတော့မိသားစုဖော်ကျူးထားတာပါအားပေးကြပါခင်ဗျာဒေါ်နန်းတီရီနေရာနေပါဝင်ပြီးတော့တရုပ်ဆောင်ထားပါတယ်ပထမဦးဆုံးဒီကားနဲ့ပတ်သက်ပြီးကျေးဇူးတင်ရမှာတော့ဒရိုက်တာကိုကျော်ထင်ဖြစ်ပါတယ်ဒရိုက်တာကိုကျော်ထင်ကအမရေကျွန်တော်ရိုက်မဲ့ series လေးမှာအမနဲ့တင့်တော်တဲ့နေရာလေးရှိတဲ့အတွက်အမတရုပ်ဆောင်ပေးပါလို့သူကစပြီးကန်လန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုတီကားလေးကိုရိုက်ဖြစ်သွားပါတယ်ဒါကြောင့်မို့လို့ဒရိုက်တာကိုကျော်ထင်ပြီးတော့ PCC ကညီမလေးခင်ချမ်းမြေဝေပြီးတော့ producer ကိုအောင်ကျော်မိုးတို့ကိုကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့အချစ်နဲ့ကင်မရာကားလေးကိုလည်းအကုန်လုံးအားပေးကြပါအောင်လို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ဟုတ်ကျေးဇူးပါဒေါ်နန်းခန့်ခေါင်နေရနေပြီးမှပါဝင်ကျုပ်ဆောင်ထားတာဖြစ်ပါတယ်ရှင်ဒီကားလေးကအရန်ဟိုမှာပေါ့နော်စိတ်ဝင်စားစရာကောင်းပြီးတော့ရှုခင်းရှုကတ်တွေကိုလည်းတိတိချာချာပြီးတော့မှခံစားပြီးတော့မှကြည့်ရှုရမယ့်ကားလေးဖြစ်တာမို့အကောင်လုံးပေါ့နော်ကျမနဲ့တူတူကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီမိတ်ဆက်တဲ့အထဲမှာတရုတ်ဆောင်အသစ်တွေအများကြီးပါတယ်ဆိုတာကိုလည်းတွေ့မြင်ရမှာပါပထမဆုံးအနေနဲ့ကျွန်တော်မွေးခဲ့တဲ့မိဘနှစ်ပါးလုံးကိုဒီနေ့ကနေကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ပြီးတော့ကြွားရောက်လာတဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ပြီးတော့ PCC ကနေပြီးတော့ဒီဇာတ်ကားကိုတောင်းတနေရနေပါဝင်အားဖြစ်ခွင့်ပေးတဲ့လူကြီးမင်းများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ပြီးတော့ကျွန်တော်အများကြီးဆက်ပြီးတော့ကြိုးစားသွားပါအောင်မယ်အားလုံးကျွန်တော်အားပေးကြပါအောင်လိုအားရှိရင်လည်းတုံနေဆုံးမပါဝေဖန်ထောက်ပြပေးပါအောင်လို့ကျွန်တော်ဒီနေ့ကနေပဲမေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဒီကားရဲ့ထူးခြားမှုတွေနဲ့ပေါ့နော်တွေးကြုံနေအများကြီးရလိုက်ပါတယ်ပြီးတော့ကျိုင်းတုံမှာရှိစဉ်အတွင်းမှာလိုလေသေးမရှိအောင်ထားပေးရတဲ့အတွက်ကိုတို့မတို့လည်းကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်ပုံမှန်ဆိုရင်တော့တချင်းဆိုတာပေါ့နော်ဒီတရုတ်ဆောင်တော်ပို့ပြီးယူတော့ကျွန်တော်တို့အကောင်းဆုံးစူးစမ်းခဲ့တယ်ထွက်လာရမယ်ဆိုလည်းအရင်လည်းရင်ခုန်ပါတယ်ကျွန်တော်အပါဝင်ဒီမှာရှိတဲ့ညီကိုမောင်နှမအစ်အကုန်လုံးပေါ့နော်စီနီယာအကိုမတွေအားလုံးအတူတူကအားပေးဖို့တောင်းဆိုပါတယ်ပြီးတော့ဒီကားကြီးလည်းမျှော်လင့်ထားတဲ့အကြီးအောင်မြင်ပါစေလို့ဆုတောင်းပေးပါရဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဒီကားမှာကားခါကျတော့ကျိုင်းုံမင်းသားနေရာနေပါဝင်တရုပ်ဆောင်ထားပါတယ်ခင်ဗျဒီကာရိုက်တာကိုလည်းကျွန်တော်ပေးတယ်ဒီ PCC နဲ့ထောင်လင် production ကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒီကားလေးမှာပေါ့နော်ကျွန်တော်ကလူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီတင်ပေးတဲ့ဒီလိုဆန်းဆန်းဝင်းတို့ဒီဘဝတင်တို့လည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အခုကျေးဇူးတင်ထားတဲ့လူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါဇလန်တွေရဲ့ show time အစီအစဉ်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်ထက်အောင်လင်း arts and media production မှာထုတ်လုပ်ပြီးတော့ဒါရိုက်တာကျော်ထင်ရဲ့လက်ရာကောင်းဖြစ်တဲ့အချစ်နဲ့ကင်မရာဇလန်တွေရဲ့ဇက်ဝင်ကမ်းများကိုစတင်ကြည့်ရှုခန်းစားနိုင်ပြီပဲဖြစ်ပါတယ်တင်ပေးသွားမှာမို့လို့ဆက်ဆက်တော့ပြပေးရမယ်နော်ဘိုင်ဘိုင်ဘာလို့ပေးရမလဲ
လက်ခုပ်များဖြင့်နောက်တစ်ချိန်ထပ်မံဂုဏ်ပြုကြပါခင်ဗျာ ဟုတ်ကဲ့ပါရှင်ချင်းနေခင်မရဇလန်တွေကိုအခုလိုပေါ်ထွက်လာအောင်ဖက်ဖက်ကနေဝိုင်းဝန်းကြိုးစားအားထုတ်ပေးကြပါတော့လူပညာရှင်တက်ပညာရှင်တည်တည်နဲ့ပိုင်းကဏ္ဍတည်တည်မှာဝိုင်းဝန်းအားဖြင့်ပေးကြသူများကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်းထပ်အောင်လေးထုတ်လို့ရ PCC Arts and Media School နဲ့ Prolens Company Limited တို့ကိုသာထပ်လောင်းပြောကြားလိုပါတယ်ရှင်ကျောင်းလာကြတဲ့အဲ့ဒီတို့များအနေနဲ့လည်းဒီကနေ့ရဲ့စီစဉ်နေတဲ့ပတ်သက်ပြီးကျင့်တဲ့နှစ်သက်လိမ့်မယ်လို့ညောင်းနေပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ပွဲပြီးဆုံးသွားတာနဲ့မီဒီယာတွေအနေနဲ့လည်းမိမိတို့နှစ်သက်ရာလူပညာရှင်များကိုသတ်မှတ်ရနေရာတည်တည်မှာလက်ပြီးလုပ်ငန်းများစတင်လို့လုပ်နိုင်ပြီးတဲ့အကြောင်းပြောကြားပေးလိုပါတယ်ရှင်။ ဟုတ်ကဲ့ပါဒါဆိုရင်တော့ဒီကနေ့ကျင်းပပြတဲ့ကြောက်အောင်လေးထုတ်လို့ရမှာထုတ်လို့ပြီးဒရိုက်တာကျော်ထင်ရိုက်ခွင့်ရဲ့အချင်းနဲ့ကင်မရာရုပ်သံဇာတ်လမ်းတွေမိတ်ဆက်ပွဲ press event အခမ်းအနားကိုအဲ့ဒါများအားလုံးရဲ့လက်ခုပ်တန်တွေတူအောင်မြင်စွာကျင်းပပြီးဒီကြောင်းစိတ်များပါလေခင်จนทำให้ใจฉันหวั่นเริ่มตอนไหนไม่รู้มันเกิดขึ้นเมื่อไหร่รู้อีกทีใจตอนนี้ก็มีแต่เธอผู้เดียวมันอยากรู้ในชิคกูกูก็มีได้รู้ได้เลยแต่จริงจริงชิดจังเนี่ยยิ่งใจยิ่งจะบุ้มไม่ได้รู้ว่าไปแต่กูบุได้รู้ได้เลยบอกว่ามาอยู่แล้วเอาชิคกูกูก็มีผู้เดียวตั้งแต่วันนั้นเป็นเธอแค่คนเดียวที่ทำให้ฉันไม่ให้ใครมาข้องเกี่ยวรักที่ให้เธอจะไม่มีวันจางหาย没有记录好也把不挂只是那个么巴拉路吧巴拉你那不是那马来表
สึกคันๆตอนมองจะทำให้ใจฉันหวั่นเริ่มตอนไหนไม่รู้มันเกิดขึ้นเมื่อไหร่รู้อีกทีใจตอนนี้ก็มีแต่เธอผู้เดียวมันอย่าโดนအချစ်ကိုကိုယ်ွယ်မိတဲ့လူတိုင်းလဲတစ်ချိန်ချိန်အချစ်ကြောင့်မျက်ရည်ကျရင်ကြဘူး